နောက်တစ်ခါမှမြတ်စွာဘုရားကဟိမန္တာတောင်ချေရင်မှာတပါးတဲ့သတင်းသုံးရင်းနဲ့စဉ်းစားတယ်။ဘာစဉ်းစားတော့ဆိုတော့ဟောဒီလောကကြီးကိုတရားသဖြင့်အုပ်ချုပ်မယ်ဆိုရင်မဖြစ်နိုင်ဘူးလား။အဲ့ဒီတုန်းကလူတွေဟာအလွန်တရာမှတော့ဆင်းရဲကြတယ်ပင်ပန်းကြတယ်ဒါကိုတနာကျင်တာလို့မြတ်စွာဘုရားအဲ့လိုစဉ်းစားတဲ့အခါမှာမနက်ကမြတ်စွာဘုရားစဉ်းစားတာကိုသိတဲ့အတွက်ကြောင့်မြတ်စွာဘုရားကိုအနှောက်အယှက်ပေးလို့တဲ့သဘောနဲ့ရောက်လာတယ်။ရောက်လာပြီးတော့ဘာပြောတော့ဆိုတော့မြတ်စွာဘုရားနော်လောကကြီးကိုမြတ်စွာဘုရားအုပ်ချုပ်တော်မူပါဒီလူလောကကြီးကိုအုပ်ချုပ်မင်းလုပ်တော်မူပါဒါဆိုရင်တပည့်တော်တဲ့ပံ့ပိုးပါမယ်မြတ်စွာဘုရားဘယ်ရင်လုပ်မယ်ဆိုလို့ရှိရင်မေ့လျော့စရာအကြောင်းတရားတွေအလွန်များလို့မြတ်စွာဘုရားကိုနှောက်ယှက်နေလိမ့်မယ်လို့သူကအဲ့လိုယုံကြည်မှုနဲ့မြတ်စွာဘုရားကိုကြောက်ချလို့တဲ့သဘောနဲ့လာပြောတာပါအဲ့တော့မြတ်စွာဘုရားဘာပြောလို့ဆိုတော့မနတ်တဲ့ဘယ်လိုအနေအထားကိုမြင်လို့ငါ့ကိုဒီစကားလာလျှောက်တာလို့အဲ့တော့မနက်ကမြတ်စွာဘုရားဣတိပတ်ကြီး၄ပါးကိုအဆုံးစွန်ရောက်အောင်ပွားများထားပြီးသားအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကအလိုရှိမယ်ဆိုရင်ဟောဒီဟိမန္တာတောင်ကြီးကိုရွှေဖြစ်စေလို့လုပ်လိုက်ရင်ဟိမန္တာတောင်ကြီးကရွှေဖြစ်သွားမှာပေါ့နော်ဒီလိုအစွမ်းတတ္တိနဲ့ပြည့်စုံတာကိုမြင်တဲ့အတွက်ကြောင့်ဒီလောကကိုမြတ်စွာဘုရားအုပ်ချုပ်တော်မူပါလို့တပည့်တော်လျှောက်တာပါတဲ့အဲ့လိုလျှောက်တော်မြတ်စွာဘုရားဘာအမိန့်ရှိတော့မနတ်တဲ့ဟိမန္တာတောင်ကြီးကိုရွှေဖြစ်စေဆိုရင်ရွှေဖြစ်သွားမှာဟုတ်တယ်တဲ့ဒါပေမဲ့ဟိမန္တာတောင်ကြီးနှလုံးစာလောက်ရွှေဖြစ်စေဆိုပြီးတော့လူတယောက်ရဲ့အလိုဆန္ဒကိုပြည့်ဝအောင်လုပ်မယ်ဆိုရင်တော့အဲ့ဒီလူတယောက်ရဲ့အလိုဆန္ဒဟာပြည့်မှာမဟုတ်ဘူးတဲ့ဆိုလိုတာကလူတွေကိုဆန္ဒတွေပြည့်ဝပြီးတော့တကယ်ချမ်းသာသွားအောင်လုပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးပေါ့ဆိုလိုတာကစစ်မှန်တဲ့ချမ်းသာကိုရဖို့အတွက်သူတို့လိုချင်တာတွေကိုရအောင်လုပ်ပေးလိုက်ရုံမျှနဲ့ပြီးမသွားဘူးပေါ့သဘောပေါက်လားမသိဘူးဟိမန္တာတောင်ကြီးနှလုံးစာလောက်ရွှေအဖြစ်ကိုလုပ်ပြီးတော့ပေးမယ်ဆိုရင်တော့လူတယောက်ရဲ့အလိုဆန္ဒကိုပြည့်စုံအောင်မဟုတ်ဘူးတဲ့ဒါကြောင့်ဘဝမှာတကယ်ချမ်းသာခြင်းနဲ့ဆိုရင်အခုပြောတဲ့တရားတွေပြည့်စုံဖို့လိုတယ်ဆိုပြီးတော့မြတ်စွာဘုရားတရား12မျိုးဟောတာရှိတယ်အဲ့ဒါဘုန်းတော်ဒုက္ခ12ပါးဆိုတော့ဟောတာရှိတယ်လွန်သဘောကျလို့အတ္တမိဇာတမိဒုက္ခန္တာယတုဋ္ဌိဒုက္ခယာဣတတိတရေနပုံညာဒုက္ခံဇီဝိတသင်္ခံပိတပ္ပတဒုက္ခတဒုက္ခံပါဟနံပထမဂါထာလေးအတ္တမိဇာတမိဒုက္ခန္တာယအမှုကိစ္စကြီးငယ်အကြောင်းကိစ္စတစုံတရာကြုံလာပြီဆိုရင်မိကောင်းဆွေကောင်းရှိတဲ့ပုဂ္ဂိုလ်တွေချမ်းသာလိမ့်မယ်တဲ့ဘောမှာတကယ်ချမ်းသာရင်လို့ရှိရင်ဘုန်းတို့မိတ်ဆွေကောင်းအရင်ရှိဖို့လိုတယ်နော်တုဋ္ဌိဒုက္ခယာဣတတိတရေနရာတသမြဖြင့်ရောင်ရဲတင်းတိမ်ကျင့်တဲ့နှစ်သက်နိုင်ခြင်းဟာအဲ့ဒါချမ်းသာခြင်းတရားဖြစ်တယ်တဲ့ဟောဒုတိယဘဝဆိုတာကအခက်အခဲကြားမှာရှင်သန်ရတာဖြစ်တဲ့အတွက်ကြောင့်မိကောင်းဆွေကောင်းရဲ့အကူအညီဟာမဖြစ်မနေတကွေးမဟုတ်တကွေးလိုတတ်တယ်ဒါကြောင့်မြတ်စွာဘုရားအရေးကြုံလာရင်မိတ်ဆွေရှိမှချမ်းသာမယ်လို့ပြောတာနောက်တတ္တဝါတွေရဲ့စိတ်ဆိုတာလိုချင်မမောမှုနဲ့ပဲရှင်သန်နေကြတာဘာရလို့မှအားရတဲ့ကျင့်တတ်တယ်ဆိုတာရှိတာမဟုတ်ဒါကြောင့်ဒီလောဘထဲမှာနေကြတဲ့တတ္တဝါတွေကလောဘအလိုလိုက်နေဘယ်တော့မှသူတို့ဟာငြင်းအေးမှုချမ်းသာကိုရနိုင်မှာမဟုတ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားရောင်ရဲတင်းတိမ်မှုနဲ့လောဘကိုထိန်းနိုင်သိမ့်နိုင်မှဒီလူချမ်းသာမယ်လို့ဒုတိယချမ်းသာကိုဆက်ဟောတာလေးနဲ့တဲ့ဘုန်းတို့တွေးစရာတွေရှိရနော်ပုံညာဒုက္ခဇီဝိတသင်္ခယံပြီးဟောတတိယချမ်းသာကျတော့ဘာပြောတော့သေဂာနိအခါကာလမှာကောင်းမှုရှိမှတနည်းအားဖြင့်ကောင်းတဲ့စိတ်ကလေးနဲ့ကုသိုလ်စိတ်ကလေးနဲ့သေနိုင်မှဒီလူချမ်းသာမယ်တဲ့ဟုတ်တယ်ဘောကနေုံနေရမှာမဟုတ်သေလဲသေကြရအောင်ပါဒါကြောင့်နေစဉ်အခါမှာချမ်းသာရုံမျှနဲ့မပြည့်စုံသေးတဲ့အတွက်ကြောင့်သေချာပေါက်ဖြည့်ရှင်းရမယ့်ပြဿနာအခက်အခဲဖြစ်တဲ့သေခြင်းတရားကိုချမ်းချမ်းသာသာလွယ်လွယ်ကူကူဖြည့်ရှင်းနိုင်ရင်လည်းဆိုရင်ကောင်းမှုပြုထားဖို့လိုတယ်တနည်းအားဖြင့်သေခါနီးမှာကောင်းတဲ့စိတ်နဲ့သေနိုင်ဖို့လိုတယ်ပေါ့အတ္တမိဇာတမိဒုက္ခန္တာယတုဋ္ဌိဒုက္ခယာဣတတိတေနပုံညာဒုက္ခဇီဝိတသင်္ခံပိသဗ္ဗတဒုက္ခတဒုက္ခပါဏဟောလေးခုမြောက်ချမ်းသာကြတော့ဘာပြောတော့ဘဝဟာဆင်းရဲခြင်းမျှတာဖြစ်တဲ့အတွက်ကြောင့်ဒီဘဝဒုက္ခတွေလုံးဝချုပ်ငြိမ်းသွားမှသာလျှင်ချမ်းသာလိမ့်မယ်တဲ့ချမ်းသာ၄ပါးဆိုပြီးတော့ဘုံအဲ့ဒီဂါထာလေးကိုခြေခံပြီးတော့တရားတစ်ပုဒ်ဟောတာလည်းရှိတယ်ဟုတ်လားလူဘဝမှာပြီးစုံလွန်းလို့အဲ့ဒီဂါထာလေးတစ်ပုဒ်ထဲနဲ့နော်အခက်အခဲကြားမှာရှင်သန်ရတဲ့လူတွေအတွက်နော်အရေးကြုံလာရင်မိတ်ဆွေကောင်းရှိမှချမ်းသာမယ်နော်လောဘနဲ့ကြီးအမြဲနေလို့ငြိမ်းမှအေးမှမဟုတ်ဒီလောဘကိုရောင်ရဲတင်းတိမ်မှုနဲ့ထိမ့်သိမ့်နိုင်မှဒီလိုချမ်းသာလိမ့်မယ်
နော်သေခြင်းတရားကိုသေချာပေါ့ဘုန်းတို့ရင်ဆိုင်ကြရအောင်မှာဖြစ်တဲ့အတွက်ကြောင့်အရေးပါတဲ့ဒီသေခြင်းတရားနဲ့တွေ့တဲ့အခါမှာနော်ချမ်းချမ်းသာသာဖြစ်စေဖို့သေခြင်းတရားနဲ့တွေ့လာရင်ဆင်းရဲတဲ့တတ္တဝါပဲများတာဟုတ်ဘာဖြစ်လို့လဲဘဝကိုမစွန့်ညင်ဘူးလေကိုမစွန့်ညင်တဲ့ဘဝကပြတ်တော့မယ်ပုံမှန်တိုင်းဆိုရင်ဒီအခြေအနေကစိတ်ချမ်းသာတရားကောင်းတဲ့အခြေအနေဘယ်ဟုတ်မလို့ဒါကြောင့်သေတယ်ဆိုတော့လူတွေကရင်ဆိုင်ဖို့မပြောနဲ့ကြားတော့မကြားချင်ဘူးသေတယ်ဆိုတဲ့စကားလုံးပေါ့ကိုသေတာမှမဟုတ်သူများသေတာလည်းပဲမကြားချင်ဘူးမကြည့်ချင်ဘူးဒီတယ်ပေါ့နော်သေရမယ့်ဘဝကိုရထားပါလျှက်ကဲနဲ့သေခြင်းတရားကိုဘုန်းဘုန်းတို့တွေကညံနဲ့ရှင်ပြီးတော့ကြောက်တာမဟုတ်ဗလိုင်းကြောက်နေတာတွေအများကြီးမရှိဘူးလားရှိတယ်ဒီနောက်မှာလူသေးကောင်တယောက်လဲနေမယ်ဆိုရင်ဘယ်လိုနေမလို့ပုံမှန်အဖြစ်တာမန်လူတွေကထိတ်လန့်တဲ့စိတ်ပဲအရင်ဖြစ်မယ်ဟုတ်တယ်မဟုတ်လားသေတာကိုသူများသေတာတောင်ကြောက်တယ်ပေါ့နော်ကိုယ်တိုင်သေရမယ်ဆိုရင်ဘယ်လိုနေမလို့ဒီသဘောဟုတ်လားဒါကြောင့်သေခြင်းတရားနဲ့တွေ့တဲ့အခါမှာဒါဟာစိတ်ချမ်းသာတဲ့ကိစ္စတစ်ခုမဟုတ်ဘူးပုံမှန်အားဖြင့်ဒါကြောင့်အများစုကသေခြင်းတရားနဲ့တွေ့ရင်စိတ်ဆင်းရဲပြီးတော့ပဲသေကြတာပဲများတယ်ဒါကြောင့်သေပြီးရင်ရုံညံ့တဲ့ဘဝကိုရောက်သွားကြတဲ့တတ္တဝါပဲများတယ်ဘယ်လောက်ထိများတယ်ထင်လဲလက်သေးပြားပေါ်မှာမြင်မှုအနှဲငယ်တင်ပြီးမြတ်စွာဘုရားသေပြီးတဲ့နောက်ကောင်းရမြတ်ရရောက်တဲ့တတ္တဝါဒီလက်သေးပြားပေါ်မှာရှိတဲ့မြင်မုံလောက်ပဲရှိရုံညံ့တဲ့ဘဝရောက်သွားတဲ့တတ္တဝါမဟာပတိမြေကြီးမှာရှိတဲ့မြင်မုံလောက်များတယ်လို့နခတိခသုတ်တံအထင်ရှားဟောတာဘာလို့အဲ့လိုဖြစ်ရတာတော့ဆင်းရဲပြီးတော့သေကြလို့ပေါ့ဘာဆင်းရဲတာတော့စိတ်ဆင်းရဲတာဟုတ်လားစိတ်ဆင်းရဲပြီးတော့သေကြတာဘာလို့စိတ်ဆင်းရဲပြီးသေရတာတော့ကောင်းတဲ့စိတ်နဲ့မသေနိုင်လို့ပေါ့ဟုတ်လားဒါကြောင့်မြတ်စွာဘုရားသေခြင်းဆင်းရဲကိုဘုန်းဘုန်းတို့အစဉ်ပြေဖြည့်ရှင်းနိုင်ဖို့အတွက်ကောင်းမှုလိုတယ်နော်သေဂာနိမှာကောင်းတဲ့စိတ်ကလေးနဲ့သေနိုင်ဖို့အတွက်မသေငါစကောင်းတဲ့စိတ်တွေကိုအလေးအလာအထုံးနဲ့များတော့အောင်လေ့ကျင့်ထားဖို့လိုတယ်ဆိုတာပြောတာဟုတ်လားဒါကဘုန်းဘုန်းတို့နေစဉ်အခါမှာလိုအပ်တဲ့ချမ်းသာ2မျိုးရယ်သေတဲ့အခါမှာလိုအပ်တဲ့ချမ်းသာ1မျိုးရယ်3မျိုးရှိပြီနော်ဟုတ်ပြီချမ်းချမ်းသာသာသေရတယ်နောက်ဘဝရောက်တယ်နောက်ဘဝရောက်လည်းသေရမှာပဲဟာဘဝဖြစ်တယ်ပြက်တယ်ဖြစ်တယ်ပြက်တယ်မွေးတယ်သေတယ်မွေးတယ်သေတယ်ဒီတိုင်းကြီးဆက်သွားနေတာကိုကောင်းသလားဟောအဲ့ဒါလည်းကောင်းတဲ့ကိစ္စမဟုတ်ဒါကြောင့်မြတ်စွာဘုရားတပ္ပတဒုက္ခတဒုက္ခပါဏအေးဒီဒုက္ခတွေကတော့အလုံးစုံပယ်လိုက်နိုင်မှပဲချမ်းသာမယ်လို့ပြောတာဘာပြောတာလဲဒါဘဝတကယ်ကိုလွတ်မြောက်သွားမှချမ်းသာမယ်လို့ပြောတာဒါ၄ခုမြောက်ချမ်းသာနော်ဒါကြောင့်တရားဘာကြောင့်အာတဝတာလဲလို့မေးရင်အဓိကဘုန်းတို့ရဲ့အကြောင်းပြချက်အရှိတဲ့ဆုံးအကြောင်းပြချက်ကဘာလဲနော်ဘဝဒုက္ခကလွတ်မြောက်ဖို့ဟုတ်လား